ဒီလိုဒွိစက်ကိုပုဂ္ဂိုလ်ကတော့လောကီစီးပွားရေးမှာဖြစ်ဖြစ်လူမှုရေးမှာဖြစ်ဖြစ်ကိုနေထိုင်ရာပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်လိုက်လျောညီထွေးဖြစ်အောင်နေပြီးတော့တပည့်တော်တို့ကောင်းမှုကုသိုလ်ပြုလုပ်တဲ့နေရာမှာဖြစ်ဖြစ်ပရိဒအလုံးမှာဖြစ်ဖြစ်လက်မနေတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ2025-2026ပညာသင်နဲ့ရန်ကုန်တိုင်းဒေသကြီးတန်လျင်မြို့နယ်ဂလိုဘယ်ဓမ္မဖောင်ဒေးရှင်းတက္ကသိုလ်တွင်တို့ဒုတိယသနာစာတန်းဖက်ပွဲတို့ကြောက်ရောက်တော်မူလာကြကုန်သောပါမောက္ခကျောက်ဆရာတော်ဒုပါမောက္ခကျောက်ဆရာတော်ပါမောက္ခကျောက်ဆရာတော်ဘုရားများနဲ့ကျောင်းသားကျောင်းသူများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်တပည့်တော်ကတော့ဘေးပိုင်းနဲ့ကျောင်းတော်သားအချမ်းသာရဏတိတွေစင်မောင်ဝဲဖြစ်ပါတယ်ဗျာဘုရားတပည့်တော်ကြီးစာတိုင်းကြီးကျယ်ရေးဆရာတော်ကတော့မင်္ဂလာဆရာတော်ဗဒ္ဒန္တာအိန္ဒာစာရဖြစ်ပါတယ်ဗျာဘုရားတပည့်တော်ရေးသားတော်စာတမ်းအမည်ကတော့အန္တတုတ်ကိုခြေခံ၍လူသုံးမျိုးကိုလေ့လာခြင်းဟူသောစာတမ်းကိုသုတ်တန္တပိဋကအင်္ဂုတ္တရနိကေတိကနိဗ္ဗာန်ပုဂ္ဂလဝတ်၌ကိုကုမြောက်သောတုတ်အဖြစ်ထင်ရှားစွာပြဆိုထားသည့်အန္တသုတ်တော်မှာကောင်းတော်မှတ်သား၍ပါဠိထာဂရများ၌တည်ရှိသောလောကလူသားတို့၏အသည့်ပညာအလင်းရရှိမှုနှင့်ဇေယလက္ခဏာမျိုးစားများကိုလေ့လာ၍ထုံးနှုတ်ကဖြင့်အခန်း၄ခန်းဖြင့်ရေးသားတင်ပြထားပါသည်ဗျာအခန်း၁၌လူဆိုဒီမှာမြင့်မြတ်သောစိတ်ဓာတ်ရှိသူဟုအဓိပ္ပာယ်ရပါသည်ဗျာထိုမြင့်မြတ်သောစိတ်ဓာတ်ဆိုဒီမှာသူတစ်ပါးပေါ်ထားရှိရသောမေတ္တာကရုဏာမုဒိတာနှင့်ဥပေက္ခတိဟုသောဗြဟ္မစိုးတရား၄ပါးဖြစ်ပါသည်ဗျာကောင်းမှုကုသိုလ်နှင့်မကောင်းမှုအကုသိုလ်တို့ကိုပိုင်းခြားဝေဖန်သိမြင်တတ်ခြင်းကြောင့်လည်းလူဟုခေါ်ဆိုခြင်းဖြစ်ပါတယ်ဗျာကုသိုလ်တရားသည်အပြစ်ကင်း၍ကောင်းကျိုးကိုပေးတတ်ပြီးအကုသိုလ်တရားသည်အပြစ်ရှိ၍မကောင်းသောအကျိုးကိုပေးတတ်ကြောင်းဤကျမ်းစာ၌သိရှိရပါမည်ဗျာတို့ဖြစ်ပါ၍ကုသိုလ်နှင့်အကုသိုလ်ကိုခွဲခြားသိမြင်စွမ်းမရှိလျင်လူဟုမခေါ်ဆိုနိုင်ကြောင်းဤအခန်း1မှာရေးသားဖော်ပြထားပါတယ်ဗျာအခန်း2၌မိမိပစ္စုပန်စီးပွားဥစ္စာချပွေရင်းနှင့်နောင်တန္တရာအတွက်ကုသိုလ်ရေးရာများကိုလုံးဝခွဲခြားသိမြင်စွမ်းမရှိသောပညာမျက်စိနှစ်ဖက်ကွယ်နေသည့်အန္တပုဂ္ဂိုလ်အကြောင်းကိုရေးသားဖော်ပြထားပါသည်ဗျာအခန်း3၌လောကီစီးပွားဥစ္စာခြားပါရေးတင်တာလိမ္မာပါနိုင်တော်လည်းပဲအမအမှန်အကြောင်းအကျိုးနှင့်ကုသိုလ်တရားအကုသိုလ်တရားတို့ကိုခွဲခြားသိမြင်နိုင်သောပညာမျက်စိမရှိသည့်ပုဂ္ဂိုလ်အကြောင်းကိုရေးသားဖော်ပြထားပါသည်ဗျာအခန်း၄၌မိမိဘဝရည်တည်အတွက်စီးပွားဥစ္စာကိုလည်းတရားသဖြင့်ချပွေနိုင်ပြီးနောင်တန္တရာအတွက်လည်းအမမှန်ကိုဝေဖန်ပိုင်းခြားကာကုသိုလ်တရားများကိုဖြည့်ဆည်းနိုင်သည့်ပညာမျက်စိနှစ်ဖက်မြင်သည့်ပုဂ္ဂိုလ်အကြောင်းကိုရေးသားဖော်ပြထားပါသည်ဗျာအနည်းချုပ်အားဖြင့်ဤစာတမ်းကိုဖတ်ချုပ်ပြီးလောကလူသားတို့အနေဖြင့်မြည်တိုသောပုဂ္ဂိုလ်မျိုးစားဖြစ်အောင်ကျင့်ကြံကြိုးကိုအားထုတ်တဲ့ဤကိုညွန်ပြတော်မူုံမျှမကလူမှုဆက်ဆံရေးနယ်ပယ်၌ချောင်းကျင်ရမည်သူနှင့်စီကဲအပ်တော်သူတို့ကိုပါပိုင်းခြားသိမြင်စေရန်ရည်ရွယ်ပြီးတော့ပေါင်းတင်ဆက်ဆံရေးနိနာများအဖြစ်အထောက်အကူပြုနိုင်မည်ဟုယုံကြည်လျက်အန္တတုတ်ကိုခြေခံ၍လူသုံးမျိုးကိုလေ့လာခြင်းဟူသောဤတုသေသနာစာတမ်းကိုဖျားတပည့်တော်ရေးသားသွန်သင်ရခြင်းဖြစ်ပါသည်ဗျာအန္တတုတ်တံကိုအခြေခံ၍လူသုံးမျိုးကိုလေ့လာခြင်းတဲ့နော်အရှင်ဘုရားမှန်ပါဗျာလူသုံးမျိုးအောင်ပါလေလဲဗျာလူသုံးမျိုးကအန္တလို့ခေါ်တဲ့ကန်းနေတဲ့ပုဂ္ဂိုလ်ဗျာပညာမျက်စိနှစ်ဖက်ကန်းနေတဲ့ပုဂ္ဂိုလ်ပါဗျာဧကစက္ကုကတော့တပည့်တော်လောကီစီးပွားရေးနယ်ပယ်လူမှုရေးနယ်ပယ်မှာကျွမ်းကျင်လိမ္မာပါနဲ့တော်လည်းပဲတပည့်တော်လောကုတ္တရာရေးနယ်ပယ်မှာ
ကောင်းမှုကုသိုလ်လုပ်ဖို့တရားဓမ္မနာကြားဖို့ဘာအမြင်မှမရှိတဲ့ပုဂ္ဂိုလ်ပါဗျာဒီလိုဒွိစကုပုဂ္ဂိုလ်ကတော့လောကီစီးပွားရေးမှာဖြစ်ဖြစ်လူမှုရေးမှာဖြစ်ဖြစ်ကိုယ်နေထိုင်ရာပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်လိုက်လျောညီထွေးဖြစ်အောင်နေပြီးတော့တပည့်တော်တို့ကောင်းမှုကုသိုလ်ပြုလုပ်တဲ့နေရာမှာဖြစ်ဖြစ်ပရိဒအလုံးမှာဖြစ်ဖြစ်လက်မနေတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ မှန်ပါပါဗျာ May I be free from enmity and danger. May I be free from mental suffering. May I be free from physical suffering. May I take care of myself happily. May my parents, teachers, relatives and friends, fellow Dhammafarers, be free from enmity and danger. Be free from mental suffering. Be free from physical suffering. May they take care of themselves happily.